မင်္ဂလာပါအလုံးမဲ့တော့မင်္ဂလာပါကျွန်တော်နာမည်ကတော့ဂျီဆန်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကတော့ဘာ map လေးတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ဒီတိုင်းပဲဝင်လာပါတော့ကျွန်တော် okay like and subscribe လုပ်ခဲ့ပါဗီဒီယိုလေးကိုဆက်လိုက်ကြအောင် okay ဒါကကျွန်တော်ရဲ့ပထမဦးဆုံးဗီဒီယိုပေါ့နော်တပိုင်းလေးကတော့တော်တော်လေးမိုက်တယ်ဗျာလှရင်တော့ဒါလှရင်တော့ဗာရေးတာတော့ဒါဘလို့ဒီတဲ့အရင်ဝင်ကြည့်လိုက်မယ်ကျွန်တော်ဒီထဲဝင်လာဖို့ကဘာမှမဟုတ်ကျွန်တော်ဒီတိုင်းပဲအိမ်ကစောင်းရမိုက်လို့ဆိုပြီးတော့ကျွန်တော်အိမ်ကမိုက်လို့ဆိုပြီးဝင်လာပါတော့ကျွန်တော်โอเคပေါ်တော့သွားကြည့်အောင်တော်လေးမိုက်တယ်ကွာကြီးဆိုတော့ကျွန်တော်ဘာလို့ဒီလိုလုပ်ထားလဲဆိုတော့ကျွန်တော် signature အနေနဲ့ပေါ့နော်โอเคမိုက်ရချီကွာရောက်နေတော်မိုက်တယ်ကွာဒါဟွာပဲကင်တန်းလို့ပါလို့နဲ့ကျွန်တော်နောက် view မှာကျွန်တော် PC 3000လဲစောဖို့ရှိရဗျာโอเคဒီပေါ်ရင်တက်လိုက်မယ်ကျွန်တော်တပါးကြီးတွေကွာတော်လေးမိုက်တယ်ကွာဒါကြည့်အောင်ဒါကရဲတိုက်လို့လားဘာရှိတော့အကုန်လုံးကတော့ chest တွေအခွန်တွေဖြစ်ဖို့များတယ်ဒါပေမဲ့ပတ်သွားမှာပေါ့နော်ပတ်သွားဝေးတပါးကြီးလေမီးအောက်ခန်းလို့အဲ့လိုလားမသိဘူးဒီအောက်ပိုင်းကဘလို့ရောဝါရနေတဲ့နေရာလောက်ပေါ့ what the ဘာတန်းဒီcan't fire တန်းဒီကွာကျွန်တော်ဒါဟိုမှာလည်းတွေ့ရပြကျွန်တော်နာမည်တော့မိကွာကြီးပါတဲ့မာလင်း okay bro မာလင်းဒီကနေပြီးတော့ကူးပြီးစောက်တာပြသူတို့မြန်မာ crafter လည်းပါလေကျွန်တော်မိကွာကြီးထားပါဆိုတော့ကျွန်တော်ပတ်သွားပါမယ်ဘာမှမဟုတ်ပါဘူးကျွန်တော်ဒီနေ့ကဘာမှမလုပ်ပါဘူးကျွန်တော်ပတ်သွားမှာပါကျွန်တော်ဖြူကလည်းမိုက်တယ်ကွာကြီးတော်လေးကိုမိုက်တယ်ဖြူကโอเคဒီမှာကြောလို့ရလားအိုးစွမ်းမိုက်တယ်ပဲကျွန်တော်ဟိုဘက်ကိုသွားရမယ်မတွေ့လားအဲ့ဘက်ကိုသွားမယ်ကျွန်တော်ကျွန်တော်က Minecraft ကမဆော့တော့ကြတော့အခေါ်တွေမသိတော့ခုနကဆိုကျွန်တော်က Emerald လားဟုတ်တယ် Emerald တွေဗျခုနကဆိုဒါလမ်းဆုံးသွားပြီလို့အယောင်လေးဟုတ်တယ်လမ်းဆုံးသွားရ what the fuck တော်မယ်ဘယ်ကိုသွားမယ်လမ်းဆုံးသွားပြီဆိုတော့ကြတော့ okay အပြင်ရလဲဆောင်းမိုက်တာပဲကွာဒီဝါကအဓိကဘာလို့ရမှာလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးကျမ်းမိုက်လို့ကျွန်တော် down လိုက်တာပေါ့နော်တော်လေးတော့မိုက်တယ်ကွာကျွန်တော်စောက်တာမဟုတ်ပါဘူး what the fuck စောက်ပြောင်းဆိုတော့ကျွန်တော်ဟိုဘက်ရဲလိုက်ကိုကျွန်တော်တော့တက်လောက်မယ်โอเคပါဆိုမိုက်တော့ဟာကြီးအောင်ဆိုတော့ဒီပေါ်တက်မယ်ဆိုတော့3 2 1 1 2 3 3 2 1ဘာမှတော့ရှိမှာမဟုတ်ဘူးဒီပေါ်ဆိုတော့မိုက်နော်ကျွန်တော်ပြောရင်တော့ကျွန်တော်ဒီဝေါ်ကဘာမှမလုပ်ဘူးလို့ပြောတယ်မယ်လှလို့ဆိုပြီးတော့ဒီလိုမျိုးပုံနေကျွန်တော်တွေ့လိုက်တယ်ဗျာအကြောင်းမလို့ကျွန်တော်လောက်တာပါနော်ဆော့တာပေါ့ပြောမယ်